အားလုံးပဲမင်္ဂလာပါရှင်ထက်ရဲ့ပညာဒါန channel လေးရမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထက်ကဒီရင်ဘတ်အတွန့်ပုံစံလေးကိုပတ်တန်ဆွဲပြမှာပေါ့နော်ကဲဒီဗီဒီယိုတောက်မှာပြထားတဲ့ပုံလေးပေါ့နော်ကဲအဲ့တော့မတို့အရင်ဆုံးနောက်ချမ်းဆိုရင်ကိုယ်အရှိကိုလိုမယ်ကိုယ်အရှိမှတ်မယ်ပြီးရင်အဲ့ဒီနေရာမှာမတို့တင်မှတ်မယ်တင်မှတ်ပြီးပခုံးသွားမယ်ပခုံးကနေပြီးတော့အပေါ်ထိတ်ကနေပြီးတော့ပခုံးထိတ်ပေါ့နော်ထိတ်ကနေအောက်ကိုတသမ4ချမယ်ပြီးရင်ပခုံးဆောင်ပေါ့နော်ပြီးရင်ဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်နဲ့ဆွဲလိုက်မယ်နော်ပခုံးမှတ်ပြီးသွားရင်မတို့တွေရင်မှတ်ချမယ်ရင်မှတ်ချမယ်ဆိုလို့ရှိရင်အပေါ်ကနေပြီးရင်အောက်ကိုသူကပိန်တဲ့ခါကျတော့မက6လောက်မှချလိုက်တာပေါ့နော်6လောက်မှချပြီးတော့သူ့ရဲ့ဒီရင်မြင်းကိုဆွဲလိုက်တယ်ဟုတ်ပြီနော်အဲ့ဒီရင်မြင်းလေးကိုပြီးရှည်လေးမှတ်ထားမယ်မှတ်ပြီးရင်ဂျိုင်းနဲ့ရင်မြင်းနဲ့ဆွဲရတာလွယ်ကူအောင်ပေါ့နော်ပြီးလို့ရှိရင်ခါဆိုလို့ရှိရင်လည်းဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ခါအသိဆုံးနေရာကိုမှတ်ထားတယ်ပေါ့နော်သူ့ရဲ့ဒီခါတဲ့နေရာကိုမှတ်ပြီးတော့အမကိုအဲ့နေရာမှာခါအမှတ်လေးပေါ့နော်ကိုတိုင်းအမှတ်လေးကိုမတို့ချမယ်ပေါ့နော်အမှတ်လေးချလိုက်မယ်ခြိုက်ဝိုင်းဆိုတင်ရလည်းမှတ်ပြီးပြီဆိုတော့ပြီးရင်အပေါ်ကို6စိတ်တက်ပြီးတော့အမမှတ်ထားမယ်နော်ကဲပြီးရင်မတို့ဂျိုင်းကိုသွားကြတာပေါ့ဂျိုင်းမှာအမှကိုတဲ့ပိုင်ရှင်ရဲ့ဂျိုင်းကိုမတို့ဆွဲကြမယ်ဒါဆိုရင်ဒီပုံလေးရပေါ့နော်ထောက်ချိုးလေးဖြစ်မယ်ဂျိုင်းမှာထောက်ချိုးလေးဖြစ်ပါမယ်ထောက်ချိုးဝိုင်းဆိုလို့ရှိရင်မတို့3ပုံမယ်နော်အမကကောင်မလေးရဲ့ကြောချေရအမကတိုင်းစရာမလိုအမဒီချုပ်နေကြဆိုတော့အမကသူ့ရဲ့ကြောချေမတိုင်းမဲ့သွားမယ်ပေါ့နော်ပြီးလို့ရှိရင်မတို့ရှင်မခါမတင်ပေါ့နော်စောနာမှာ6စိတ်တက်ထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးနဲ့အမတို့ခါနဲ့ဆက်မယ်ပြီးရင်တင်ကိုအလဲဝက်ပြီးတော့မတို့မြင်းဆွဲလိုက်ရပြီကဲဒါဆိုလို့ရှိရင်အောက်ပိုင်းပြီးသွားပြီဂျိုင်းမှာအမတို့3ပုံမယ်ဂျိုင်းမြင်းလေးပေါ့နော်အဲ့ဒီမှာထောက်ချိုးမြင်းလေးကို3ပုံပြီးတော့အမတို့တွေအဲ့ဒီမှာဂျိုင်းမြင်းလေးဆွဲမယ်ကြောကျယ်မြင်းရှိရင်ကြောကျယ်ကိုတိုင်ပြီးတော့မှဆွဲနော်အမကတော့သူ့အတိုင်းနဲ့သူဆိုတော့လေကဲဒါဆိုလို့ရှိရင်အမတို့လေပင်ဆိုလို့ရှိရင်အမကသူ့ကိုလေပင်ကို3လက်မပေါ့နော်ဘေးကို3လက်မချတယ်အောက်ကိုကတော့1လက်မကိုမှချတယ်ပေါ့နော်ဒီကိုရဲ့ပိုင်ရှင်ကပိတ်လေးအဲ့ဒါကြောင့်မို့မ3လောက်ပဲချတာပေါ့နော်ကဲဒါဆိုရင်မတို့လေပင်ဆွဲလိုက်ရုံပဲနော်လွယ်လေးပါနော်ဒါဆိုလို့ရှိရင်မတို့ပြီးပြီအတိုင်းညှက်ထုတ်လိုက်မယ်အတိုင်းညှက်ထုတ်သွားလို့ရှိရင်အဲ့လိုမျိုးနောက်ထပ်တစ်ရွက်အမားတို့ထပ်ညှက်မယ်နော်ပြီးရင်ဒါကိုနောက်ချမ်းဆိုရင်နောက်ချမ်းမှတ်ထားမယ်ပြီးရင်မြားကွေးလေးတွေပြမယ်ဒါကပိတ်ခောက်သင်္ကေတပေါ့နော်ပိတ်ခောက်သင်္ကေတမြားကွေးလေးတွေပြထားမယ်ကဲညှက်လို့ရပြီပေါ့နော်ကဲညှက်ပြီးသွားပြီဆိုတော့အမားတို့တွေကဲအဲ့မှာနောက်ထပ်ရှေ့ချမ်းဆွဲဖို့အတွက်သူ့လိုမျိုးတစ်ရွက်တစ်ထပ်ညှက်မယ်ထပ်ညှက်တဲ့ခါကျတော့ရှေ့ချမ်းပေါ်တင်ရင်လေဘင်းကို2စိတ်ရှေ့ကိုထုတ်ပြီးတော့မတို့ပင်အပ်ထိုးပြီးတော့ပင်ရထိုးမယ်ပင်ရထိုးပြီးတော့မတို့အတိုင်ညှက်ထုံးမယ်နော်ပိန်တဲ့ခါကျတော့အမကဗိုက်စာမထုတ်တော့ဘူးပေါ့နော်ဝါရင်တော့ဗိုက်စာထုတ်ကြမယ်ပြီးတော့ဒါကကိုတွေကအပွားဆိုတော့လေအမအပွားတိုင်ထားတာဆိုတော့အမဟိုဟာဗာလဲအပွားပဲမထားတော့မယ်နော်ဖစ်တယ်မဟုတ်ကဲတော့မတို့ဒီမှာဂျိုင်းရှေ့ဂျိုင်းဆိုလို့ရှိရင်အမတို့3ပုံမယ်နော်အခုဝိုက်ထားတဲ့နေရာကို3ပုံပြီးသွားလို့ရှိရင်စောနာလိုမျိုးပေါ့နော်တောက်ချိုးကလေးအဲ့တောက်ချိုးလေးအဲ့လိုမျိုးလေးပဲမတို့3ပုံမယ်2ပုံမြောက်မှာသူ့ရဲ့ရှေ့ရင်ကျအတိုင်းရှိတယ်ဆိုရင်6ရှိရင်6ထား9ရှိရင်9ထားအဲ့မှတ်လိုက်တဲ့နေရာမှာပြီးလို့ရှိရင်မတို့ဂျိုင်းမြင်းဆွဲပြီးပြီဆိုရင်လေပင်ဆိုရင်မတို့ကမကသူ့ကိုပိန်တဲ့ခါကျတော့4လောက်ပဲမှချမယ်ပေါ့နော်လက်ချင်ရင်5လောက်ထိ6ခွန်လောက်ထိချလို့ရပါတယ်ပြီးမတို့4တောက်ပုံလေးဆိုတော့4တောက်ပုံလေးပေါ့နော်ဒါဆိုရင်မတို့လေပင်နဲ့ဂျိုင်းနဲ့မတို့ညှက်ထုတ်လိုက်ပြီးဒါဆိုရင်ရှေ့ချမ်းရဲ့လေပင်နဲ့ပေါ့နော်ဂျိုင်းနဲ့မတို့ပြီးသွားပြီဒါဆိုလို့ရှိရင်မတို့အတွန့်ကိုလာပြီဆိုတော့မတို့ကသူ့ရဲ့ပခုံးဝါနေပြီးတော့ရင်အောက်ပေါ့နော်အဲ့ဒီမြင်းလေးကိုမှတ်ထားနော်အဲ့ဒီမှာကိုယ်စီမှာလက်အပ်လို့ရှိရင်အဲ့ဒီအတိုင်းလေးကိုတိုင်းတာပခုံးဝါနေရင်အောက်တာအဲ့တိုင်းထားတဲ့ဟာသူကတော့10ရှိတယ်ဆိုတော့အမ10မှာမှတ်ပြီးတော့အဲ့ဒီမှာမြင်းကိုဆွဲလိုက်ရုံပဲပေါ့နော်ပြီးလို့ရှိရင်မတို့အဲ့ဒီမြားလေးတွေပြအဲ့မြားလေးတွေအကုန်လုံးကမတို့ချုပ်စာလေးတွေပေါ့နော်ချုပ်စာ3စိတ်ထဲဖို့ချုပ်စာလေးတွေတခါတည်းမမေ့အောင်ထားမယ်ပြီးရင်အရှိကပိတ်ခောက်ပဲเนาะသူလည်းပိတ်ခောက်ပဲမတို့အပွားတယ်ဆိုတော့ခေါင်းကဆုပ်ရုံပဲเนาะစစ်မလို့ကဲအဲ့တော့မတို့ပိတ်ခောက်ကိုမှတ်ထားမယ်ဒီရှိရကြတော့မတို့တွေကမမှတ်သေးဘူးเนาะမမှတ်သေးပဲနဲ့မတို့ပတန်ဆွဲပြီးမှပဲမတို့မှတ်မယ်เนาะပတန်ခွဲလိုက်အောင်เนาะအရင်ဆုံးပတန်ခွဲလိုက်ပြီးဒါဆိုလို့ရှိရင်ဒါလားရှေ့ချမ်းအောက်ပိုင်းလေးပြီးသွားပြီเนาะရှေ့ချမ်းအောက်ပိုင်းပြီးသွားပြီဟ
ဟုတ်ပြီနော်ပိတ်ခေါက်နဲ့မှတ်ဖို့လည်းမမေးနေအောင်နော်ကဲဒါဆိုလို့ရှိရင်ပေါ်ပိုင်းဆိုလို့ရှိရင်အမတို့အဲ့ဒီမှာဒီရင်ဘတ်အတွန်းတွေအမတို့ကပတ်တန်ခွဲလိုက်ရုံပဲဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်နဲ့ပတ်တန်ကိုပြတ်မသွားအောင်ညှက်ကမယ်နော်ကကြီးနဲ့ညှက်တဲ့ခါကျရင်လေပတ်တန်ကိုမပြတ်သွားစေဘဲနဲ့ညက်လေဘင်းကိုအရင်ကပ်ပြီးတော့လေဘင်းနာကိုမသွားနဲ့နော်အမညှက်ထားသလိုပဲညက်နော်ဟုတ်ပြီဒါဆိုရင်အမခွဲလိုက်မယ်ရှင်ဘက်နေရပါတော့ပတ်တန်ကိုကိုပါတာကိုမျှပြီးခွဲနော်ဟိုတယောက်နဲ့တယောက်ကိုယ်တွေကတိတ်မတူတဲ့ခါကြတော့လေဒါဆိုမတို့ရသွားပြီနော်အဲ့ဒီကြတော့မတို့ကအဲ့ဒီမှာချုပ်စာနော်အဲ့ဒါချုပ်စာအဲ့ဒါကြတော့ပိတ်ခေါက်မဟုတ်တော့ဘူးကျိုးတွေပါကြီးတက်မယ်အမတို့ချုပ်စာတွေရှိတဲ့အတွက်ကြောင့်အဲ့ဒါကိုချုပ်စာနဲ့သွားမယ်ပိတ်ခေါက်လို့မရအောင်နော်ချုပ်စာထည့်ရမယ်ခွဲထားတဲ့နေရာလေးတွေကတော့မလို့တော့ဘူးပေါ့နော်ချုပ်စာမလို့တော့ဘူးအဲ့ဒါအတွန်းစာတွေထည့်မှာမဟုတ်လို့ဟုတ်ပြီနော်ချုပ်နီးနဲ့ညက်နီကိုကြတော့မှနောက်ဗီဒီယိုကြလို့ရှင်တင်ပေးမယ်အခုလောလောဆယ်တော့မှဒီဗီဒီယိုကိုရှေ့မှာကြလို့ဒီမှာနေရက်လိုက်မယ်နော်အမရဲ့ဗီဒီယိုကြည့်ပေးတဲ့သူတဦးတယောက်ချင်းစုကိုအမကအရန်ကိုကျေးဇူးတင်ပါတယ်